mala pulau mala eri doze ai tamari tapchatu matiya yuduri mya nire taimpi ejan naimba mala taya naimba mala hwen byo naimba mala chenye yan phit tapchat ne ba do be phwin byo ro ma do siwa ye ma balo be siwa lo ya me che yan phit ne jaဟုတ်ပါလားပဲတကြီးအဲ့တော့ဖွင့်ပြိုးမှုလည်းမရှိနိုင်ဘူးတိုးတက်မှုလည်းရှိနိုင်ဘူးဒါကြောင့်ဖွင့်ပြိုးတိုးတက်ဖို့ဆိုရင်လူအသိအမြင်တွေမှန်ဖို့လိုတယ်ပဲတကြီးဘာတွေမှန်ဖို့လိုတယ်လဲအဲ့ဒါမမှန်ရင်တခဏတဘဝစာကြည့်ပြီးမပါမဲ့မလိုက်ပါမဲ့အရာတွေအတွက်လိုက်ပါမဲ့မကောင်းမှုအကုသိုလ်တွေပြုကြတော့တာတဲ့ဒါကြောင့်ဒါလေးကိုပြည့်တတ်ကြည့်လို့ဟဲ့လားစောစောစီစီအမြင်ရှင်းရှင်းသိထားခဲ့ပါမပါမဲ့အရာလည်းသိပါပြီပါမဲ့ကုသိုလ်ကံနဲ့အကုသိုလ်ကံလည်းသိပြီဒါကြောင့်ခုဒီရှေ့ပိုင်းမှာအရေးကြီးဆုံးတစ်ခွန်းနဲ့ပြောချင်တာကအဲ့ဒါပါကိုယ်နောက်မပါမဲ့စည်းစိမ်ဥစ္စာယာတုအာနာများအတွက်ကိုယ်နောက်ကိုဆိုးကျိုးပေးဖို့အစဉ်လိုက်ပါနေမဲ့မကောင်းမှုဒုစရိုက်တွေမပြုမိအောင်ထိမ်းပါအဲ့တော့ခန္ဓာဝန်ခန္ဓာရလာလို့ထမ်းရတဲ့အခါတမ္မာအာဇီဝကြကြဗုဒ္ဓအလိုကြခန္ဓာဝန်ထမ်းရင်ပေးတဲ့ကြီးကုသိုလ်တရားတွေနဲ့ပျော်စရာကြီးပေါ့ပတ်ဝန်းကျင်ရဲ့ကောင်းကျိုးလေကိုစွမ်းနိုင်တယ်လို့ဆောင်ရွက်နိုင်တဲ့လူသားတယောက်ရဲ့ဘဝဟာ very meaningful life အဓိပ္ပာယ်ရှိတဲ့ဘဝပဲဟုတ်ပါလားလူသားလောကကြီးစူပွက်အောင်ဒုက္ခပေးနေတဲ့လူရဲ့ဘဝဟာတော့ meaningless life အဓိပ္ပာယ်မဲ့တော့ဘဝပဲအဓိပ္ပာယ်ရှိတဲ့ဘဝကိုနေထိုင်ဖို့ဆိုရင်ဗုဒ္ဓဓမ္မမလိုဘူးလားWe do need the teachings of the Buddha to live our precious life happily, meaningfully, and peacefully. ဦးဇင်းတို့ရထားသော precious life ဆိုတာတန်ဖိုးမဲ့ဘဝမို့တန်ဖိုးကြီးသောဘဝအဲ့ဒီဘဝကို to live happily ပျော်ပျော်နေတတ်ဖို့ to live peacefullyငြိမ်းချမ်းစွာနေရဖို့ပေတကြီးတို့ဘယ်လိုနေရဖို့ to live meaningfully အဓိပ္ပာယ်ရှိစွာနေရဖို့ဘာလို့လဲဆိုရင် the teachings of the Buddha ဗုဒ္ဓအဆုံးအမလိုတယ်ဗျပေတကြီးဘာလို့လဲအဲ့ဒီဗုဒ္ဓအဆုံးအမနဲ့ဝေးနေလို့ရှိရင်လေဟာလားမကောင်းမှုဒုစရိုက်တွေရှောင်ပြီးတမ္မာအာဇီဝကြကြဘဝခန္ဓာဝန်ထမ်းတယ်စီးပွားရှားတယ်ဆိုရင်တောင်မှအဲ့ဒီရှာလို့ရလာတဲ့အရာတွေပေါ်ပါပိဿကြီးတို့စိတ်ကညှိတွယ်နေတတ်တယ်ရှိတာတွေပေါ်မှာစိတ်ကဘာဖြစ်ညှိနေတတ်တယ်အဲ့တော့ကိုယ်နောက်ကိုမလိုက်ပါမဲ့အရာတွေစိစိမ်ဥစ္စာယာဓုတွေအတွက်မကောင်းမှုမပြုအောင်မပြုမိအောင်ထိမှရှောင်အေးတရားသဖြင့်ရှာထားလို့ရလာလို့ရှိတဲ့အရာတွေပေါ်မှာလဲစိတ်ကငါပိုင်တာလို့အတ္တအစွဲဘာအစွဲပါလဲရှိတာပေါ်မှာညှိတဲ့စိတ်တွေလျှော့ရှိတာပေါ်မှာညှိတဲ့စိတ်ကိုလျှော့တိုင်းသိအေးတာပဲအရှိတာပေါ်မှာညှိနေတဲ့စိတ်ဆိုတာပေသက်ကြီးတို့တဲ့ပြောရရင်တော့မစ္စရိယပြောတာပါဘာပါလဲမစ္စရိယဆိုတဲ့သဘောကဘယ်လိုသဘောရှိတယ်လဲကိုယ်စိတ်ထဲမှာဖြစ်တတ်တဲ့သဘောတွေကပေသက်ကြီးစိတ်ပြန်မကြည့်ရင်သိမလားမသိဘူးလူတွေအဲ့ဒါကိုဦးဇင်းကပလင်မောကတိုက်တွန်းနေတာပါစိတ်ကိုစိတ်ဝင်စားပါပေသက်ကြီးဘာကိုစိတ်ဝင်စားမှာ But most of the people are not interested in their mind လူများစွာဟာကိုယ်စိတ်ကိုစိတ်ဝင်စားတဲ့သူနဲ့မဝင်စားတဲ့သူပဲကများတယ်ကိုရီးယားကလောက်စိတ်မဝင်စားပါဗျာအဲ့လိုဖြေရင်ပိုးမှန်မယ်ထင်တာပါပဲ
ဟုတ်ပါလားဘေးသားကြီးကဲကိုရီးယားကစိတ်ဝင်စားတော့ကိုရီးယားကမကြည့်ကြဘူးလားကိုရီးယားကကြည့်တော့ကိုရီးယားဇာကာအကြောင်းမသိဘူးလားဟောသိတာဟာကြည့်လို့လားမကြည့်လို့လားကြည့်တာဟာစိတ်ဝင်စားလို့လားစိတ်မဝင်စားလို့လားဒီလိုပဲကိုယ်စိတ်လေစိတ်ဝင်စားလာမှပြန်ကြည့်ပြကြမှာဗုဒ္ဓကစိတ်ကိုကြည့်တဲ့နည်းတွေသင်ပေးထားတာရှိတယ်မဟာတတိပဋ္ဌာနာသုံးမှာစိတ်တာနုပဒနာတတိပဋ္ဌာန်ဆိုတခန်းလာပါတယ်ပိဋကကြည့်လို့အဲစိတ်ကိုပြန်ကြည့်တဲ့နည်းတွေသိပြီးတော့မိမိစိတ်ကိုတကယ်စိတ်ဝင်စားလမ်းသွားရင်လည်းစိတ်ကိုပြန်ကြည့်ကားပေါ်မှာကားစီးရင်လည်းစိတ်ကိုပြန်ကြည့်ဟဲ့လားသမင်းချက်ရင်လည်းစိတ်ကိုပြန်ကြည့်ကြောင်းသွားရင်လည်းစိတ်ကိုပြန်ကြည့်ပြန်ကြည့်ရင်စိတ်ကတွေးနေတာလေးတွေမတွေ့ဘူးလားတွေ့သလားတွေးနေတာများတယ်များတော့ကျွတ်လို့စိတ်ကနော်များသောအားဖြင့်တွေးနေတာအတွေးတွေကြောင့်စိတ်လေးနေတယ်အတွေးတွေကြောင့်စိတ်ကဘာဖြစ်နေငါတော့စိတ်တွေလေးတယ်တဲ့ညီးကြတယ်အဲ့ဒါသိပါပြီပိဿကြီးတို့ရေဘာတွေများနေလို့လဲအဲ့ပစ္စုပန်မှာသိပြီးတော့နေတတ်တဲ့သူဟာစိတ်ကရှင်းနေတယ်သူစိတ်ကိုပူလောင်စေတဲ့အတွေးတွေတွေးမိရင်တွေးမှန်းသိတယ်သိလိုက်တာနဲ့အဲ့တွေးစိတ်ကလေးကပျောက်သွားတယ်ပျောက်သွားတော့အဲ့မှာစိတ်ကလေးကငြိမ်အေးပြီးတော့ကြံခဲ့တယ်အဲ့တော့စိတ်ကိုမသိဘဲနဲ့စိတ်ချမ်းသာမှုအစစ်ကိုပိဿကြီးတို့ခံစားလို့ရမလား We can feel real happy and peaceful without understanding our mind ဦးဇင်းတို့ကိုယ်စိတ်ကိုနားလည်တဲ့ understanding power right understanding မှန်ကန်တဲ့အသိဉာဏ်အဲ့ဒါမရှိဘဲနဲ့စစ်မှန်သောပျော်ရွှင်မှုစစ်မှန်သောငြိမ်အေးမှုခံစားလို့ရမလားဒါကြောင့်စိတ်ကိုစိတ်ဝင်စားကြည့်ပါကြည့်ရင်ညှိနေရင်ညှိမှန်းသိဟောဒီပစ္စည်းဥစ္စာပေါ်မှာငါစိတ်ကလေးကတိတ်ညှိနေပြီဆိုရင်လည်းသိဟောဒီလူရဲ့အပေါ်မှာငါစိတ်ကညှိနေပြီဆိုရင်ညှိတာကိုသိရင်အဲ့ညှိနေတာလွတ်သွားလွတ်မြောက်မှုဆိုတာဒါပြောတာအဲ့ဒါပြန်ကြည့်ပါအဲ့ဒါပြန်မကြည့်တတ်တဲ့တချို့လူရှားတယ်ရှိလာတယ်ဒါငါရှာထားတာငါရှာထားတာငါပိုင်နေငါဥစ္စာအယော့မခံနိုင်ဘူးငါဥစ္စာအယော့မခံနိုင်ဘူးတဲ့အဲ့ဒါတွေဆုတ်တာဒီလိုနဲ့ဆွဲမြဲတင်းကြပ်စည်းစိမ်ဥစ္စာယာရုအာနာဥပါဒံပြင်းဆုတ်ထားရင်နဲ့အသက်ကငဲသွားသလားကြီးလာလားပြိုးလာသလားအိုးလာသလားအိုးပြီးရင်သေတော့ပေတဲ့ကြီးငါပိုင်တယ်ဆိုတဲ့ဟာတွေဆုတ်ထားရသေးလားမရတော့အဲ့ကြတော့ဝမ်းနဲ့ပက်လက်ကြေကွဲကြတော့လားဒါကြောင့်မှတ်လိုက်ပါစကားတစ်လုံး